ကဲကျောင်းမိတ်ဆွေတွေအခုလာမဲ့ဧပြီလရဲ့ထူးခြားတဲ့နေ့လေးတွေဟာလားအဲဒီတော့ကျွန်တော်တို့တတိပညာမနေတာဆိုသလိုပဲကြံမှာတော့ဧပြီရောက်တဲ့အခါမှာကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဖြစ်ဖြစ်တဲ့ကြံတကူးလာဟာလားကြံပွဲတော်ကြီးကိုဆင်နွှဲတော့မှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာမပါမဖြစ်ကျွန်တော်တို့ဘာလို့ဆိုရင်အသာစားတယ်လို့အသာဝူကြိုရမယ်လို့အဲ့လိုလေးတွေရှိတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီကဂမယပညာရဲ့လေးတွေမှာမိမိဘဝအတွက်ကောင်းကျိုးပေးအောင်မိမိတို့လုပ်သမျှကိုင်သမျှအဆင်ပြေအောင်ဟာလားကျန်းမာအောင်ချမ်းသာအောင်ဆိုပြီးတော့ကျွန်တော်တို့နမိတ်ကောင်းလေးတွေယူပြီးတော့ကျွန်တော်တို့အသာအိုးလေးတွေထိုးကြပါတယ်အဲ့ဒါတော့9မျိုးပန်းတို့10မျိုးပန်းတို့ဒါတော့စုံနေတာပဲကြံမှာတော့အေးကိုယ့်အတွက်ကောင်းကျိုးဖြစ်စေမဲ့ကြံအိုးလေးတွေကြိုမယ်အသာအိုးလေးတွေကြိုခဲ့မယ်ဆိုရင်ကိုယ့်အတွက်ပိုကောင်းနိုင်တာပေါ့ဗျာဒါလေးကိုကျွန်တော်အနေနဲ့လာရောက်ပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့အခုလာမယ့်ဧပြီလမှာမိမိကတော့ဗာဏိသားသမီးတွေဘယ်လိုမျိုးကံကောင်းအောင်ဘာတွေလုပ်ရမလဲဘာတွေစောင့်တင်လဲဘာတွေရှောင်တင်လဲဆိုတာကြီးလဲကျွန်တော်အပတ်စဉ်ကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်အနေနဲ့အပြောလေးတွေလျှော့ပြီးတော့ကျွန်တော်ပြုလုပ်ပေးမယ်ကျွန်တော်ပြောပြပေးမယ်အရာလေးတွေပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေ့သားသမီးတွေဘာတွေလုပ်တင်လဲဘာတွေရှောင်တင်လဲစောင့်တင်လဲဆိုတာကိုကျွန်တော်အနေနဲ့နံပါတ်1လိုအပ်တာအသာအိုးလေးတစ်လုံးလိုပါတယ်အဲ့ဒါအိုးလေးတစ်လုံးမှာမိမိဒီဘာနေ့သားသမီးဖြစ်လဲမိမိဒီတနင်္ဂနွေသားသမီးဖြစ်ခဲ့မယ်ဆိုရင်တော့အဲ့အသာအိုးလေးထဲမှာကျွန်တော်ဒန်းကြီး25ညွတ်ဒန်းကြီး25ညွတ်ကိုထည့်ပြီးတော့အသာအိုးမှာထည့်ကြိုပေးခြင်းအပြင်အစဉ်ပြေခြင်းအောင်မြင်ခြင်းတွေရရှိလာမယ်မိမိတို့လူရင်းဆန္ဒတွေပြည့်စုံလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်မိမိဒီတနင်္ဂနွေမဟုတ်ဘူးမိမိဒီတနင်္လာသားသမီးဖြစ်နေတယ်အဲ့တော့တနင်္လာသားသမီးတွေဆိုရင်တော့ဩဇာ14ညွတ်အသာအိုးလေးထဲမှာထည့်ထိုးပါပြီးတော့မှမိမိတို့လိုရာဆုတောင်းနိုင်ပါတယ်ခင်ဗျာအဲ့မှာဂျိုးပြေနံပြေတို့ဂျိုးစုံရုပ်ကလေးတွေထိုးနိုင်ရင်ပို၍ကောင်းပါတယ်တာ၍အဆင်ပြေနိုင်ပါလေဗျာကဲအဲ့တော့တနင်္လာသားသမီးတွေဟုတ်ပြီအင်္ဂါသားသမီးတွေအတွက်ကောဆရာရဲ့လို့မေးလာခဲ့တယ်ဆိုရင်တော့အင်္ဂါသားသမီးတွေကတော့ခရီညွတ်32ညွတ်အဲ့ဒါလေးကိုအသာအိုးထဲမှာထည့်ပြီးတော့ဂျိုးဖို့ဖြစ်ပါတယ်ခင်ဗျာကဲဆရာရဲ့ကျွန်တော်တို့ကဗုဒ္ဓသားသမီးတွေဖြစ်နေတယ်ဒီနှစ်ကဗုဒ္ဓလဲတာစားတယ်လို့ကြားတယ်အဲဆိုရင်ဗုဒ္ဓသားသမီးတွေကဘာလဲဆိုရင်စပယ်ပန်းစပယ်ညွတ်အဲ့ဒါလေးတွေကိုကျွန်တော်တို့29ညွတ်ကိုအသာအိုးလေးထဲမှာထည့်ပြီးတော့ဒီရဲ့တကြံမှာကိုယ့်အတွက်အသာကူးဖို့ဟာလားနော်အသာကူးတဲ့တကူးလာကိုရောက်ရှိစေဖို့ကိုယ့်အတွက်ကံကောင်းခြင်းတွေရရှိစေဖို့အတွက်ပြုလုပ်လို့ရပါတယ်ခင်ဗျာမိမိဒီကြာလာပရိသတ်သမီးဖြစ်ခဲ့မယ်ဆိုရင်တော့လောက်တေရွက်နော်လောက်တေရွက်ညွတ်လို့လောက်တေရွက်ကလေးတွေဝယ်လိုက်ပါအဲ့ဒါ38ညွတ်အဲ့ဒါကိုအသာအိုးထဲမှာထည့်ပြီးတော့ကြိုပေးဖို့ဖြစ်ပါတယ်ခင်ဗျာမိမိဒီတောက်ကြသားသမီးဖြစ်ခဲ့မယ်ဆိုရင်တော့ပထောက်အခုလာမဲ့ဧပြီလနဲ့တိုက်ဆိုင်တဲ့တကြံလနဲ့တိုက်ဆိုင်တဲ့ပထောက်ညွတ်ပထောက်ပွင့်တွေကို29ညွတ်လူတန်းချင်းအားဖြင့်အစီအပြေဖို့အောင်မှုတွေရရှိစေနိုင်ပါတယ်။စနေသားသမီးတွေကြတော့နည်းနည်းလေးထူးကြပါတယ်။သူတို့တွေကဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့တဲနုလေးတွေလိုပါတယ်။တဲအိုးပေါ့ဗျာ။အိုးထဲမှာတဲထည့်မယ်။အဲတဲအိုးထဲမှာအုံ6ညွတ်ထိုးပြီးတော့အခုလာမဲ့ဧပြီလမှာကံကောင်းခြင်းတွေရရှိစေဖို့အစဉ်ပြေစေဖို့အသာအိုးထဲမှာထည့်ပြီးတော့ထိုးလို့လည်းရတယ်လို့ကြိုပြီးတော့လည်းလှူထားခဲ့မယ်ဆိုရင်တော့အသာမတိုင်ခင်လှူနိုင်တန်းနိုင်တော့မယ်လို့ကျွန်တော်အနေနဲ့ပြောရင်းနဲ့ဒီအားလေးကိုညီကုန်းချုပ်လိုက်ပါတယ်အားလုံးမိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဗျာ